ဘာတန်းလဲကြားကြလားဈေးရောင်းလို့မဆိုလို့အော်ပြီးဒီမှာဒီလေးထည့်ပဲမြန်ပြလိုက်တော့မယ်နော်အထူး short ဈေးအပြာရောင်နှစ်ထည့်ပါမယ်ဘေးသားရောင်နှစ်ထည့်ပါမယ်ဒီမှာကြည့်အရန်လှတယ်နော်တပတ်ပါ1 set တော့ပဝါလဲပါတယ်ပဝါမကြိုက်ရင်အင်ဂျင်နဲ့စုံရပါတယ်နော်ဒီလိုကြိတ်လိုက်အပြည့်ပါငွေချီ bling လေးရောပါပါတယ်နော်ဒါလေးကို2သိန်း2000ကိုဒီနေ့2သိန်း1000ပဲယူသွားလိုက်တော့နော်2သိန်း1000ပဲယူသွားပါဒါလေးကအပြာကလေးဒါနည်းနည်းခဲဖြော့ပဲသွားတယ်နော်ဒါလေးပြန်ပြပေးမယ်တော့လေအဖြူပေါ်မှာခဲတွေဖောက်ထားတာဟိုကအဖြူပေါ်မှာအပြာဖောက်ထားတာကဲကြိုက်တာယူနော်ဒါလည်းအတူတူပဲဒါလည်း2သိန်း1000ပဲယူလိုက်တော့သူကလေဒီလိုသူလဲဒီမှာငွေချီ bling ပါပါတယ်ပဝါမကြိုက်အင်ဂျင်နဲ့စုံရတယ်နော်မြကြီးနားလေးရစစ်ပါပြီးဒီမှာဒီဘေတာရောင်ပြပေးမယ်ဒါလေးက2သိန်း6000ကိုဒီနေ့2သိန်း5000နဲ့ပဲယူသွားပဝါပါတယ်နော်ဒီလိုအတဲနှလုံးလေးအပွင့်ပါမယ်ဒူးနာမှာဒီလိုချိတ်ပါမယ်ဦးတာလိုက်တာနော်ပဝါပါတာကိုလေးရန်ကုန်ပါလေဒါလေးကို2သိန်းခွဲနဲ့ပဲရမှာဆိုတန်ချက်ကွဲတန်ချက်9 plus မြန်လူကြတော့နော်ကဲပြီးရင်ဒါလေးရမယ်ဒါလေးက2သိန်း1000ဆိုတော့2သိန်းအတိနဲ့ပဲယူသွားလိုက်တော့နော်2သိန်းအတိနဲ့ပဲဘေတာအရန်လာတာကိုမှဘေတာမှာဒီလိုချစ်ကလိုင်းလေးရှင်းကလေးနဲ့ဒါလည်းပဝါပါတယ်နော်ဒီနေ့ပြသွားတဲ့၄ထည်စလုံးကပဝါပါတယ်ကိုကပဝါမကြိုက်ဘူးဆိုရင်အင်ဂျင်2စုံချုပ်ယူလို့ရတယ်နော်ပိန်းတဲ့သူဆို3စုံရပါတယ်အနံကြီးကွင်းကျဲပါရှင်ဆိုတော့အများအားပေးကြလို့ကျေးဇူးပါအိမ်ရောက်ငွေချေတွေပို့ပေးပါတယ်အိမ်မှာလည်းကြည့်ချင်တယ်ဆိုရင်စမ်းချောင်းမြို့နယ်မင်္ဂလာလမ်းအမှတ်57ပါရှင်ရုံးမကကျေးဇူးပါဆိုင်ဒီဗီဒီယိုလေးကို share ပေးနော်